妈，今天真的没点去了。他没了没话了。题真的嘛玩过来的，convenience store 里边。哎，အဲ့လိုဟာဖွင့်မလို့တဲ့အဲ့ဒါ battery လို့ဆိုတာလို့ဘယ်လောက် kilowatt သုံးရမလဲတဲ့ ဆိုင်ဖွင့်ဖို့အတွက်ကိုဒီမှာဖွင့်ဖို့စီစဉ်နေရောအဲ့ဆိုလို့ရှိရင်တော့ဆိုင်မှာသုံးမယ်freezer တွေရှိမယ်ရှီလာတွေရှိမယ်ပြီးလို့ရှိရင် aircon လည်းရှိမှာပေါ့နော်ပြီးတော့ lighting တွေရောဆိုလို့ရှိရင်အနည်းဆုံး6 kW ကနေပြီးတော့ inverter ကို12 kW လောက်ထိတော့သုံးရမယ်ထင်တယ် ဘာလို့6 kW ကနေစသုံးလို့ရတာ ဘာလို့6 kW ကနေစသုံးရလဲဆိုလို့ရှိရင်ဆိုင်ဒီမှာကျတော့လေရှီလာအများစုကဝက်350ကနေအများဆုံးကဝက်900လောက်ပဲရှိရပါတော့ deep freezer တစ်လုံးကိုလည်းဝက်က100ကနေဝက်200ဝန်းကျင်လောက်ပဲရှိတယ်အဲ့ဒါအပြင်ပေါ်မှာမတို့ lighting တွေ CCTV တွေကဝက်တွေပါထည့်သုံးလိုက်မယ်ဆိုရင်900လောက်ရှိရဲဆိုတော့ aircon မှာထည့်တွက်မယ်ဆိုရင်မှတစ်ဆိုင်လုံးကိုဝက်က3000ကနေ4500လောက်ပဲရှိမှာလေအဲ့ဒါကြောင့်မို့ ဒါဆို inverter ကြရော inverter ရွေးချယ်မယ်ဆိုရင်ကြတော့လေ6 kW ကလုံလောက်တယ်8 kW ဆိုရင်တော့အနည်းငယ်ပိုတယ်ပေါ့နော်12 kW ထပ်လို့အသုံးပြုနိုင်တဲ့အထိတော့တက်ဆင်လို့ရတယ်51Y24 နဲ့ 300Ah အထက်ဘက်ထရီတုံးတော့လိုမယ်ရွှင်ရကဲအဲ့တော့နေအမကိုလည်းရွှေကဘာမှာဆိုလို့ရှိရင်လို့6 kW ကနေပြီးတော့အိမ်သုံးပေါ့နော်6 kW ကနေပြီးတော့ဆိုင်သုံး12 kW တိရှိရဲအဲ့ဒါကိုကိုနဲ့အဆင်ပြေသလိုပေါ့နော်8 kW ကိုရွေးပြီးတော့ဝယ်လို့ရတယ်ပြီးတော့ ESS တွေလည်းရှိတယ် after sales service တွေလည်းပြည့်ပေးထားပြီးတော့ installation ကနေတာဝန်ယူမှုတာဝန်ခံမှုအပြည့်ပေးထားတာပေါ့အဲ့တော့တခြားနေရာတွေကိုမှားပြီးသွားမနေပဲနဲ့ရွှေကဘာကိုလက်လာခဲ့ဘူးပြောလိုက်နော် ဟုတ်ကဲ့